အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့စိတ်ကြမ်းမိုက်တူကူဆရာဝန်ဒေါက်တာကျော်ပိုင်ထပ်ဖြစ်ပါတယ်ကျွန်တော်ကမကွေးစိတ်တက်ကတော်ကနေပြီးတော့ဗောနော် MBBS ရခဲ့ပြီးတော့စိတ်တက်ကတော်နှစ်ကနေပြီးတော့ဗောနော်Master of Medical Science Mental Health ကိုကျွန်တော်2015မှာရခဲ့တယ်ဗောနော်အခုဆိုတော့ကျွန်တော်စိတ်ကြမ်းမိုက်ဆရာဝန်လုပ်တက်က10နှစ်နဲ့ကျော်ပါပြီဒီနေ့ကျွန်တော်ပြောရခြင်းတဲ့ကျွန်တော်ရာကတော့အရက်နဲ့နောက်ပြီးတော့ဒီစိတ်ကြယောဂဗောနော်များသိကြတဲ့ depression နဲ့ဆက်ဆက်တဲ့အကြောင်းလေးကျွန်တော်နည်းနည်းပြပြပေးချင်ပါတယ်ခင်ဗျာဒါပေါ့နော်ဟိုတော်တော်လွယ်မှားတယ်ယူဆလို့ပဲပြောရမှာပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်တို့အရက်ကိုပေါ့နော်အဲ့လိုစိတ်ဖြစ်သွားပြီးတောက်လို့ရတယ်ဆိုတော့ပမာဏလက်ရှိစိတ်ပညာတွေ့ရှိချက်တွေရဆိုတော့မရှိဘူးပေါ့နော်နောက်ဆုံးဒီကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းဖြစ်တဲ့ WHO ကနေကြေညာချက်ထုတ်ထားတာပေါ့နော်အရက်ကိုအဲ့လိုစိတ်ဖြစ်အောင်တောက်လို့ရတာဆိုတော့ပမာဏမရှိပါဘူးเนาะဘာလို့လဲဆိုတော့အရင်ကတော့ပေါ့နော်ကျွန်တော်တို့ဝိုင်းနီကိုတောက်တုံးခြင်းအဖြစ်ပေါ့နော်ဒီနှလုံးရောဂါတွေကိုရောနိုင်စားချက်တွေရှိခဲ့ပါတယ်ဒါပေမဲ့နောက်ပိုင်းကျတော့ပေါ့နော်အရက်ကဒီပေါ့နော်ကျွန်တော်တို့ဒီcarcinogen လို့ပြောတဲ့ပေါ့နော်ဟိုကင်ဆာဖြစ်စေတယ်ဆိုတော့အာနိသင်ရှိတဲ့ပစ္စည်းတွေမှာပါဝင်တာဆိုတော့တွေ့ရှိတာပြီးနောက်ပိုင်းမှာပေါ့နော်အရက်ရဲ့ဆိုးကျိုးတွေအပိုများတယ်ဆိုတွေ့ပြီးတဲ့နောက်ပိုင်းမှာပေါ့နော်အရက်ကိုအဲ့လိုဆေးဖြစ်အောင်တောက်လို့ရဆိုတော့ပေါ့နော်မရှိဘူးဆိုပြီး WHO အောင်ထုတ်ပြန်ထားပါတယ်ဒါပေမဲ့ဒီနေရာမှာတခုပြောချင်တာပေါ့နော်ဟိုအရက်ကိုအရက်လိုတောက်တဲ့ဟာမျိုးမှာပဲ safe ဖြစ်တာမရှိဘူးလို့ပြောတာဖြစ်ပါတယ်။နောက်မှပေါ့နော်ကျွန်တော်ကြားဘူးလားဆိုတော့တချို့တော့ဒီ traditional medicine တွေပါတယ်မှာတော့ပေါ့နော်အရက်ကိုဒီပေါင်ပစ္စည်းတစ်ခုနဲ့တခြား safe ဘက်အမွေနဲ့ရောနှောပြီးသုံးတာမျိုးရှိတယ်လို့ကြားဘူးပေါ့နော်။အဲ့ဒါမျိုးပြောချင်မဟုတ်ဘူးเนาะအရက်ကိုဒီအရက်လိုတောက်တာအောင်မှာပဲ safe ဖြစ်တဲ့ပုံမှန်မရှိဘူးလို့ပြောလို့ချင်းဖြစ်ပါတယ်ပေါ့နော်။ဒါပေမဲ့တခုတော့ရှိတာပေါ့နော်ဟိုပေါ့ဒီကျန်းမာရေးကိုဟိုပေါ့နော်ထိခိုက်မှုညော့နေစေတယ်လို့ပြောလို့ရတဲ့ပမာဏလေးတော့ရှိတယ်ပေါ့နော်ကျွန်တော်တို့အဲ့မှာဆိုရင်အသုံးများကြတော့ပေါ့နော် Britain Health Department ကပေါ့နော်တမှတ်ထားတဲ့ပမာဏကတော့ဘယ်လောက်လဲဆိုလို့ရှိရင်ပေါ့နော်တစ်ပတ်ကိုဒီ14 unit ထက်နည်းအောင်တောက်ပဲဆိုတော့ဒါ low risk ပေါ့နော်ဟိုကျန်းမာရေးထိခိုက်မှုနည်းတယ်လို့ပြောတာပါတယ်ပေါ့နော် unit ဆိုတာကတော့ပေါ့နော်ဟိုတာမန်လူတွေနည်းနည်းသိဖို့ခက်မှန်တယ်ပေါ့နော် unit ဆိုတာတော့အလွယ်ပြောရမှာဆိုရင်ပေါ့နော်ကျွန်တော်တို့ဒီ1% alcohol 1 liter အောင်ဆိုလို့ရှိရင်ဒါ1 unit လို့သတ်မှတ်တယ်ပေါ့နော်အဲ့တော့ဥပမာပေါ့ဆိုပါစို့ whisky ပေါ့ whisky ဆိုရင်ကျွန်တော်တို့ whisky doubling 1 liter ပေါ့နော်ဆိုပါစို့ 45% လောက်ပါတာများတယ်ပေါ့နော်အဲ့တော့ခုနအတိုင်းတွက်ကြည့်လိုက်အဲ့ဆို whisky 45% ရှိတယ် ethanol ပါတဲ့ whisky 1 liter ဆိုရင်ကျွန်တော်တို့က45 unit လောက်ရှိတယ်ပေါ့နော်အဲ့တော့အခုသတ်မှတ်ထားတဲ့ဟို low risk ပမာဏကတော့တစ်ပတ်ကို14 unit ပါเนาะအဲ့တော့ whisky နဲ့တွက်လိုက်မယ်ဆိုရင်ပေါ့နော် whisky ရဲ့ဒီ3ပုံ1ပုံလောက်ကိုတပတ်အတွင်းဆိုရင်တော့ low risk ပေါ့နော်ကျန်းမာရေးထိခိုက်မှုညော့နေတယ်လို့ပြောတာညော့နေတယ်လို့ပဲပြောတာเนาะ risk တော့ရှိနေမှာပါပဲအရက်ကတော့စိတ်ရောကိုယ်ရောထိခိုက်စေတဲ့အချက်ကတော့တော်တော်ကြီးများတယ်ပေါ့နော်အဲ့တော့အရင်ဆုံးစိတ်ပိုင်းဆိုင်ရာအနေနဲ့စပြောပါမယ်စိတ်ပိုင်းဆိုင်ရာမှာဆိုတော့အရက်ကပေါ့နော်ကျွန်တော်တို့ဒီ mood disorder လို့ခေါ်တယ်ပေါ့နော်စိတ်ခံစားမှုနဲ့ဆိုင်တဲ့ယောဂတွေဖြစ်စေတယ်ပေါ့နော်ဒုတိယဆိုရင်တော့ကျွန်တော်တို့စိတ်ကြယောဂပေါ့နော် depression ပေါ့နော်ကျွန်တော်တို့ alcohol induced mood disorder ဆိုပြီးတော့ရှိပါတယ်เนาะနောက်ပြီးတော့ကျွန်တော်တို့အရက်ကခဏတာတောက်တဲ့အချိန်မှာဆိုရင်တော့ပေါ့နော်ဟိုကိုယ့်ရဲ့ဒီပူပန်မှုတွေရောကျသွားတယ်ဆိုလို့ခံစားရတယ်ဆိုရင်ပဲပေါ့နော်ကြာရှည်ဆွဲလာပြီးတဲ့နောက်ပိုင်းမှာဆိုရင်ပေါ့နော်အရက်မတောက်တဲ့အချိန်မှာဆိုရင်ကိုယ့်ရဲ့စိတ်ပူပန်မှုပိုပြီးဆိုးလာတာပေါ့နော် rebound anxiety လို့ခေါ်တာပေါ့နော်ဒါမျိုးလည်းဖြစ်တတ်ပါတယ်ပြီးတော့အရက်ကတောက်တုံးနေတဲ့အချိန်မှာဆိုလို့ရှိရင်လည်းပေါ့နော်ဒါတရက်တောက်တဲ့လူတော်တော်များကြုံမှုပါပါနော်ကျွန်တော်တို့ပေါ့နော်ကိုယ့်ရဲ့ဒီဆုံးဖြတ်ချက်တွေကိုယ့်ရဲ့ဒီဟိုလှုပ်တင်မလှုပ်တင်ပေါ့နော်ဟိုပုံနှောက်ရဲ့ဒီထိန်းချုပ်မှုတွေပေါ့နော်ဟို short ချလိုက်တယ်ပေါ့နော် disinhibition effect လို့ခေါ်ပါတယ်အဲ့တော့အရက်တောက်တဲ့အချိန်မှာကျရင်လူတွေပေါ့နော်မလှုပ်တင်မလှုပ်ထိုက်တာတွေပိုလုံးမိတာတွေ impulsive ဖြစ်တာတွေလည်းဖြစ်နိုင်တယ်နောက်ပြီးတော့အရက်တောက်တဲ့အတွက်ပေါ့နော်ဒီလူတယောက်ရဲ့ဒီအိပ်စက်ခြင်းလည်းဆိုးရွားတာထိခိုက်စေတယ်ပေါ့နော်ဟိုရုပ်တဲ့ကြည့်လိုက်ရင်တော့ပေါ့နော်အရက်တောက်ပြီးမူပြီးတော့အိပ်ပျော်သွားတာမှန်တယ်ဒါပေမဲ့သူဒီကျွန်တော်တို့ဒီအိပ်စက်ခြင်းမှာ sleep cycle ပေါ့နော် sleep cycle မှာကျွန်တော်အိမ်မက်မက်ခြင်းဟိုဖြစ်စေတယ်ပေါ့နော် REM sleep ပေါ့နော်အဲ့ဒါကိုအရက်ကထိခိုက်စေတယ်ပေါ့နော်အဲ့ဒီ REM sleep ကပေါ့နော်ကျွန်တော်တို့ဒီမှတ်ဉာဏ်ပုံမှန်ဖြစ်ရေးတွေနောက်ပြီးတော့ကိုယ့်ရဲ့စိတ်ခံစားချက်ကောင်းမှုရေးတွေပေါ့မရှိမဖြစ်လိုအပ်တဲ့စိတ်ပိုင်းဖြစ်တယ်ပေါ့နော်အဲကြောင့်မလို့ဒီအရက်တောက်လို့ရှိရင်အိပ်ပျော်တယ်လို့ထင်ရတယ်ဒါပေမဲ့လည်းအိပ်ပျော်တဲ့ဥစ္စာကကျွန်တော်တို့သဘာဝအတိုင်း healthy ဖြစ်တဲ့အိပ်ပျော်ခြင်းမဟုတ်ဘူးပေါ့နော်အိပ်တာလန်ဆန်နူးနူးချင်းဖြစ်တဲ့အိပ်ပျော်ခြင်းမျိုးမဟုတ်ဘူးခဏလည်းဒီနိုးတာမျိုးတွေကြုံမှုလိုက်မယ်เนาะအရက်တောက်လို့ရှိရင်ပေါ့เนาะနောက်ကြာရှည်လာတဲ့အခါကျလို့ရှိရင်ပေါ့เนาะအရက်မတောက်အိပ်မပျော်တာမျိုးတွေလည်းဖြစ်နေတယ်ပေါ့နောက်ဆုံးစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တော့ရှိရင်ပေါ့เนาะအရက်ကဒီစိတ်တစားဝေဒနာတွေဖြစ်စေတယ်ပေါ့เนาะ alcohol induced psychosis လို့ခေါ်ပါတယ်အဲ့ဒီစင်ကြရင်ပေါ့ဟိုအဲ့လိုမျိုးခံစားရတဲ့လူတွေဆိုရင်ကျွန်တော်တို့ဒီပေါ့เนาะမရှိတဲ့အာယုံတွေကိုဟ
ခံစားရတာပေါ့နော်ထင်အောင်ထင်မှားတွေဖြစ်တာเนาะနောက်ပြီးတော့ရှင် delusion လို့ခေါ်တာပေါ့နော်တန်တရားစိတ်တွေဝင်တာယုံကြည်မှုမှားလာတွေဖြစ်တာမျိုးတွေဖြစ်နိုင်တယ်ပေါ့နော်နောက်တစ်ခါအရက်ဖြတ်လိုက်တဲ့အချိန်မှာဆိုတော့ကျွန်တော်တို့ withdrawal symptom လို့ခေါ်တာပေါ့နော်အရက်ကြောင့်ရင်းထပြီးတဲ့အချိန်မှာလည်းအဲ့လိုမျိုးပေါ့နော်ကြောင်6ချဖြစ်တာတွေပဲဖြစ်နိုင်ပါတယ်ဒါစိတ်ပိုင်းပေါ့နော်ရုပ်ပိုင်းမှာဆိုရင်တော့ပေါ့နော်ကျွန်တော်တို့အဓိကအရက်ကဒါတောက်တဲ့သူတော်တော်များများလည်းသိတယ်ပေါ့နော်လူပြင်လူလည်းသိကြပါတော့အဓိကတော့အသေးပေါ့နော်အသေး6ယောဂါနော်အသေးရောင်ယောဂါအကုန်ဖြစ်စေနိုင်ပါတယ်နောက်ပြီးတော့ဒီ pancreas ပေါ့နော် pancreas ရောင်တာမျိုးလည်းဖြစ်နိုင်တယ်နောက်ပြီးလို့ရှိရင်ပေါ့နော်ဒီအစာအိမ်ကိုထိစေတယ်ပေါ့နော်လွယ်ပြောရင်တော့အစာအိမ်ထိတဲ့ဒီအစာမကြေတာတွေနောက်ပြီးလို့ရှိရင်ဆိုးသွားလို့ရှိရင်အစာအိမ်နာတာတွေပါဖြစ်နိုင်တယ်ပေါ့နော် gastric ulcer လို့ခေါ်တဲ့အစာအိမ်မှာအနာဖြစ်တာဖြစ်နိုင်တယ်နောက်ပြီးတော့အုံနောက်မှာဆိုတော့ဒီမှတ်ဉာဏ်ထိခိုက်တာတွေနောက်ကြာလာလို့ရှိရင်ပေါ့နော် coxsackie psychosis ဆိုတော့အဆင့်ဆိုလို့ရှိရင်ပေါ့နော်ဘာမှကိုတာမန်လို့စဉ်းစားတွေးခေါ်နိုင်စွမ်းနေမရှိတော့တာမျိုးတွေအထိဖြစ်သွားနိုင်တယ်ပေါ့နော်နှလုံးနဲ့သွေးတိုးယောဂါတွေဆိုလို့ရှိရင်ပိုဖြစ်စေတယ်ပေါ့နော်ပြီးတော့တခါအရက်တောက်တာများရင်သူကလူရဲ့ဒီပေါ့နော်ယောဂါတွေခုခံကာကွယ်နိုင်ဆိုတဲ့ immune system ကိုလည်းကျစေတယ်ပေါ့နော်ပြီးတော့ခုနောက်ပိုင်းတွေ့ရှိကြရဆိုအရက်ကပေါ့နော်ကင်ဆာယောဂါတော်တော်များများနဲ့ဆက်ဆံမှုရှိတာတွေ့ရပါတယ်ဟုတ်အရက်ကိုယ်တိုင်ကလည်းဒီစိတ်ဝေဒနာတွေကိုဖြစ်စေတယ်လို့ပေါ့နော်စိတ်ဝေဒနာဖြစ်တဲ့လူတွေကလည်းပေါ့နော်သူတို့ရဲ့ဒီပေါ့နော်ခံစားနေရတဲ့ဟာတွေကိုတတ်တာဖို့အတွက်ပေါ့နော်အရက်ကိုဒီ self medication သဘောမျိုးနဲ့သုံးတာမျိုးလည်းရှိတယ်ပေါ့နော်ခုနကပြောခဲ့လို့ပေါ့နော်အရက်ကဒီကျွန်တော်တို့ depression နဲ့ဆိုတော်တော်ကြီးဆက်ပါတယ်เนาะအရက်တောက်တဲ့အတွက်ကြောင့်မလို့လဲဒီ depression ဖြစ်နိုင်တယ်လို့ depression ဖြစ်တဲ့လူတွေကလည်းသူတို့စိတ်တက်ကြတဲ့ဥစ္စာကိုတတ်တာလို့တတ်တာကြဆိုတော့အရက်တောက်ကြတယ်ပေါ့နော်ခဏတော့တတ်တာပါလေပြီးကြလာတဲ့ခါမှာအရက်ကြောင့်လို့ဒီ depression ကိုဆိုးတာပေါ့နောက်တစ်ခါဒီ anxiety ရောဘောလို့ခေါ်တဲ့ပူပန်ခြင်းဖြစ်တဲ့ယောဂါတွေဒါနဲ့လည်းဒီခုနအတိုင်းပဲဆက်ဆက်တယ်ပေါ့နော်အဲဆိုတော့အရက်တောက်လိုက်ရင်ခဏတာဒီတော့ပေါ့နော်ပူပန်စိတ်တွေလျော့သွားတယ်ပေါ့နော်ရဲစေးတင်တယ်ဆိုပြီးတော့ပြောကြတယ်လို့ပေါ့နော်ဒါပေမဲ့ကြာတဲ့အခါမှာကျတော့အရက်ပြတ်လိုက်တဲ့အချိန်ကြာလို့ရှိရင်သူက rebound anxietyအဲ့ချိန်မှာပြန်ထလာတဲ့ဟာကိုဆိုးတာပေါ့နော်ပြီးတော့နောက်ဒီကျွန်တော်တို့ဒီ bipolar လို့ခေါ်တဲ့စိတ်ကြွစိတ်ကြယောဂါတွေပေါ့နော်ဒါကျွန်တော်တို့တွေ့ကြုံရတယ်ဒီတိုင်းပေါ့ဒီ bipolar ဖြစ်တဲ့လူနာတွေဆိုကျွန်တော်တို့ရက်မတောက်ခိုင်းဘူးပေါ့နော်တန်းတန်းနေမှာရက်ကိုရှောင်ခိုင်းပါတယ်ဘာလို့ဆိုတော့ treatment ယူပြီးတော့ပေါ့နော်ကောင်းနေတဲ့အချိန်ဆိုရင်တော့ပေါ့နော်ဒီ bipolar သမားတွေဆိုရက်တောက်လိုက်တာလည်းယောဂါပြန်ကြွလာတာမျိုးဖြစ်နိုင်တယ်ပေါ့နော်ကျွန်တော်ခုနကပြောခဲ့တဲ့ဒီ psychosis ပေါ့နော်ဒီစိတ်တစားဝေဒနာတွေလိုပဲခံစားရတာရှိတယ်ပေါ့နော်psychosis ဆိုတာတော့သူကဘာလဲဆိုလို့ရှိရင်တော့ဒီဥပမာ hallucination နဲ့ delusion ဆိုရှိတယ်ပေါ့နော် hallucination ဆိုတာတော့သူကတော့ဒီမှားတယ်ပေါ့နော်မရှိတဲ့အရာတွေကိုရှိတယ်ဆိုထင်တာပေါ့နော်အပြင်မှာတကယ်မရှိတဲ့အတန်တွေကိုကြားတယ်တကယ်မရှိတဲ့အရာတွေကိုမြင်တယ်ဒါမျိုးပေါ့နော်နောက်တစ်ခါ delusion ဆိုတာကျတော့သူကတော့ဒီမှားယွင်းစွာယုံကြည်မှုပေါ့နော်ဥပမာဆိုရင်တန်တရားဝင်တာမျိုးเนาะဒီမှာအရက်တောက်တဲ့လူအများစုမှာကျွန်တော်တို့အဓိကမြင်ရတာတော့morbid jealousy ပေါ့တာပေါ့နော်ကိုယ့်ရဲ့ partner ကကိုတစ္ဆာဖောက်နေတယ်ဆိုပြီးတော့ပေါ့နော်ဥပမာဇနီးမယားကိုတန်တရားဝင်အမှန်ကဇနီးမယားဖောက်ပြတာပေါ့နော်သူကကိုတန်တရားဝင်တာဒါမျိုးတွေကျွန်တော်တွေ့ရတာပေါ့နော်ပထမချက်ကတော့ဒီအရက်ကိုပေါ့နော်သူကမတောက်ရမနေနိုင်အောင်အရက်ကိုအရန်တောက်ရှင်စိတ်များတာနော် craving လို့ခေါ်ပါတယ်သူရဲ့ဒီအရက်ကိုအရန်တောက်ရှင်စိတ်များနေမှာပေါ့နော်ကြံတဲ့အရာတွေထက်ကိုပေါ့အရက်ကပဲသူ့အတွက်သူ့ဘဝမှာဘယ်လိုပဲ priority လို့ပြောရမှာပေါ့နော်ကြံတဲ့အရာတွေထက်ကိုအရက်ကတည်းကသူ့ဘဝမှာအဓိကဆိုတဲ့ဟာမျိုးဖြစ်လာတယ်ပေါ့နော်နောက်ပြီးတော့သူတို့ကတောက်တဲ့အချိန်မှာဆိုတော့ပေါ့နော်သူတို့မူလကဒီလောက်ပဲတောက်မယ်ဒါမှန်တာလေဒါမှလည်းတကယ်တောက်တဲ့အချိန်ကျရင်ဒီထက်ပိုတောက်မယ်ပြီးတော့တခါကိုတောက်မယ်လို့မှန်းတဲ့အချိန်တောက်လည်းပိုကြာတောက်မယ်ပေါ့နော်ပြောမယ်ဆိုရင်control မလုပ်နိုင်တော့ဘူးเนาะဒီကောင် control မလုပ်နိုင်တော့ဘူးပြီးတဲ့အခါမှာတို့ကဘယ်လိုဆိုတော့ကြာလာတောက်တာကြာလာမရဘူးเนาะဒါတောက်တဲ့လူဆိုသိပါတယ် limit မြင့်လာတာပေါ့နော်ခန္ဓာကိုယ်ကခန္ဓာရင်ရှိလာတယ်အဲ့တော့အရင်ကဆိုရင်ဘီယာ2ဘူးလောက်နဲ့ဆိုမူးတယ်အဲ့ဒါအခုမရတော့နောက်ပိုင်းကြာတယ်ဘီယာ5ဘူးလောက်မှမူးတယ်ပေါ့နော် tolerance လို့ခေါ်ပါတယ်ခန္ဓာရင်ရှိတာပေါ့ပြီးတော့တစ်ခါဖြတ်လိုက်တယ်ဖြတ်တဲ့အခါကြာလို့ရှိရင်လည်းကဏမငြိမ်ဖြစ်တာတွေစိုးရင်ပူမှာစိတ်များတာတွေเนาะစိတ်တူလွယ်တာတွေပြီးတော့တချို့ဆိုညအိမ်လို့မရတာတွေအဲ့ဒါမျိုးတွေလည်းဖြစ်တတ်တယ်အကြမ်းပြောရရင်ပေါ့နော်ဒီလိုအချက်မျိုးတွေရှိနေပြီဆိုရင်တော့ပေါ့နော်ရှိနေပြီနောက်ပြီးတော့ကိုယ့်ရဲ့ဒီ drinking behavior ပေါ့နော်ဒီကိုယ့်ရဲ့အရက်တောက်တဲ့ပုံစံနဲ့မထိန်းချုပ်နိုင်ဘူးပြီးတော့တခါဒီအရက်တောက်တဲ့အတွက်ကြောင့်မို့ပေါ့နော်ကိုယ့်ရဲ့ဒီကိုပုံမှန်လှုပ်ဆောင်ရမယ့်လုပ်ငန်းတာဝန်တွေလူမှုရေးစီးပွားရေးပညာရေးစတာတွေကိုထိခိုက်လာတယ်ပြီးတော့တခါဒီအရက်ဘဝရဲ့အရေးကြီးတဲ့ကိစ္စအထက်ကိုအရက်တောက်ခြင်းရတာဘဝရဲ့ပေါ့နော်အရေးပါဆုံးကိစ္စလို့ဖြစ်နေတယ်ဆိုတဲ့အဆင့်မျိုးရောက်လာရင်နောက်ပြီးတော့ပေါ့နော်မတောက်ထိုက်တဲ့အနေအထားတွေမှာအရက်တောက်တာပေါ့မတောက်တဲ့အနေအထားဆိုဥပမာပေါ့နော်ဒီကားမောင်းတာလို့ဘာလို့လဲပေါ့နော်ဒီrisk များတဲ့အချိန်တွေမှာပေါ့နော်စဉ်းစားကြည့်ရင်မရှိတော့ဘူးနော်မတောက်တဲ့ဟာကိုတောက်တာဒါမျိုးတွေဖြစ်လာခဲ့ပြီဆိုလို့ရှိရင်တော့ပေါ့နော်ကျွန်တော်တို့ဒါရက်ကိုဆွဲနေတယ်ဆိုတော့တတ်မှတ်လို့ရတယ်ပေါ့နော်
ရှိပါတယ်ရှိတယ်ဆိုတာဟိုပေါ့နော်ဟိုဒီအရက်ကပေါ့နော်ခုနပြောလို့ပေါ့စိတ်ပိုင်းရုပ်ပိုင်းနှစ်ခုလုံးထိခိုက်တဲ့အရာဖြစ်တယ်ပေါ့နော်ဥပမာကျွန်တော်တို့ဒီကွန်းဖြတ်ဆေးလိပ်ဖြတ်နေမတူဘူးပေါ့နော်ကွန်းလို့ဆေးလိပ်တို့ကတော့ကိုယ့်ဟာကိုဖြတ်လို့ရှိရင်လည်းဒါကိုယ်အန္တရာယ်ဖြစ်စေတာမျိုးတော့မရှိဘူးအရက်ကြတော့သူကကျွန်တော်တို့ဒီအုံနောက်ထဲမှာရှိတယ်ပေါ့နော်ဒီ gamma aminobutyric acid ဆိုတဲ့ဟာပေါ့သူကဘာလဲဆိုရင်ကျွန်တော်တို့ဒီဘိုးအောင်ကျော်စနစ်ကိုပေါ့နော်ဒီဖိနှိပ်လိုက်တဲ့ဟာပေါ့နော်ဆိုတော့အဲ့ဒီဟာကိုသူကအရန်ကိုအရက်ကအားပေးတယ်ပေါ့နော်အုံနောက်ကိုလှုပ်ရှားတက်ကြွစေ glutamate ကိုကြတော့သူကဖိချလိုက်တယ်ပေါ့နော်ဒါအရက်ရဲ့ effect ပါအဲ့အရက်ဖြတ်တဲ့အချိန်ကျတော့အရက်မတော့တဲ့အချိန်မှာကျတော့သူကဒီ effect ကပြောင်းပြန်ပြန်လာတယ်ပေါ့နော်ကိုယ့်ရဲ့စိတ်ကို agent စေတဲ့နောက်ပြီးတော့ကိုယ်အိပ်ပျော်စေတဲ့ gamma ရဲ့ acid ကမရှိတော့ဘူးလေတစ်ဖက်က glutamate acid ကတားမြစီမြကြွလာတတ်တယ်ပေါ့ကြွလာတဲ့အချိန်မျိုးဆိုကျွန်တော်တို့ဘာဖြစ်လဲခုနကပြောခဲ့တယ်ပေါ့နော်ဆိုရင်ပုံစိတ်များတာတွေဒေါသထွက်လွယ်တာတွေနော်ကြောင်6စားဖြစ်တာတွေပေါ့နော်နောက်ရန်ဆိုးတဲ့အချက်ကတော့ကျွန်တော်တို့ဒီနှလုံးခုန်မြန်တာတို့ပေါ့နော်တွေးတိုးတာတို့ဖြစ်နိုင်တယ်ပြီးတော့တစ်ခါအရန်တောက်များခဲ့တဲ့လူတွေပေါ့နော်တစ်နေ့ကိုဒီ30 unit ထပ်ကျော်ပြီးတောက်တဲ့လူတွေမှာဆိုရင်ပေါ့နော်အရက်ဖက်ရတဲ့ခါကျတော့ရှင်ပေါ့နော်ဟိုတက်တာမျိုးပေါ့နော်တက်တယ်ဆိုတာဒီဝက်ယူပြန်လို့တက်တာမျိုးပေါ့နော်withdrawal seizure လို့ခေါ်ပါတယ်အဲ့လိုတက်တာတွေဖြစ်နိုင်တယ်ပြီးတော့တစ်ခါဒီတချို့ဆိုအရက်ငန်းဖမ်းတာခေါ်တာပေါ့နော် withdrawal delirium ဆိုတာမျိုးတွေဖြစ်နိုင်ပါတယ်အဲ့တော့အရန်အတောက်များတဲ့သူတွေဆိုရင်တော့ပေါ့နော်ဒါဆေးရုံဆေးကန်းတွေမှာပေါ့နော်ကျွမ်းကျင်သူပညာရှင်တွေတရားဝင်တဲ့တိုင်ပင်ပြီးတော့ဖြတ်တင်ပါအန္တရာယ်ရှိပါတယ်ခင်ဗျာ